Hello, အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကြတော့မေလေးလည်းစီထမင်းစားချင်တာနဲ့စီထမင်းကိုမေလေး idea လေးနဲ့မေလေးစိတ်ကူးလေးနဲ့ပဲချက်ဖြစ်ပါတယ်။လုံလေးလေးကရမ်းလွယ်ကူတာမို့ကြောင့်မေလေးဘယ်လိုလုပ်မလဲဆိုတာကိုမေလေးရဲ့ဗီဒီယိုကိုလိုက်ကြည့်ပေးပါအောင်ရှင်။ပထမဦးဆုံးအိုးတစ်လုံးနဲ့ကိုစီလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့မြေပဲဆန်လေးကိုကြက်တီထီထည့်ကျော်ပေးလိုက်ပါမယ်။ကဲမြေပဲဆန်လေးကကြက်နေပြီဆိုရင်တော့သူ့ကိုအပြင်မှာဆဲထုတ်ပေးထားလိုက်ပါမယ်။ပြီးရင်တော့မေလေးတို့ကြက်တွင်နေစီတက်ရန်အတွက်အိုးတစ်လုံးနဲ့စီနဲ့ငယ်ထည့်မယ်ပြီးရင်တော့ဆွနှမုံနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ဒီနေရာမှာစီရမကြိုက်ဘူးဆိုရင်စီကိုရှော့ထည့်နိုင်ပါတယ်ပြီးပြီဆိုမှမေလေးတို့ပပလေးထားတဲ့ကြက်တွင်နေလေးတွေကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ကြက်တွင်နေလေးတွေကနွားလာပြီဆိုရင်တော့မေလေးတို့အစင်နဲ့ပေါင်းထားပြီးကောင်းညင်းလေးကိုထည့်ပေးလိုက်ပါမယ်ဒီလုံနည်းလေးကတော့မေလေး idea နဲ့လှုပ်ထားတာလေးပါလုံနည်းလေးကတော့ဘယ်သူနဲ့မှမတူပါဘူးရှင်ခုစိတ်ကူးလေးနဲ့ကိုလှုပ်စားထားတာလေးပါကဲအားလုံးနှံ့သွားပြီဆိုရင်တော့အရာတာအတွက်ကကြတော့စားလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့တစ်ဖန်ပြန်ပြီးအားလုံးကိုနှံ့သွားအောင်မှုထားပေးလိုက်ပါမယ်ရှင်ဒီနေရာမှာမေကရေလေးနဲ့ငယ်ထည့်ထားပါတယ်ဗီဒီယိုရိုက်ဖို့မေ့သွားလို့ပါပြီးရင်တော့မေလေးတို့ဒီအားလုံးကိုနှံ့သွားအောင်တေချာလေးမှုထားပေးလိုက်ပါမယ်တေချာလေးနှံ့သွားပြီဆိုမှမေလေးတို့သူ့ကိုခဏလောက်လေးနှံ့ထားပေးလိုက်ပါမယ်ရေလေးနဲ့ငယ်ခြောက်တော့အောင်ပေါ့နော်ကဲခုလိုမျိုးလေးရေလေးတွေကလည်း၆လေးဖြစ်သွားပြီကောင်းညင်းလေးတွေကလည်းကြက်နေပြီဆိုရင်တော့မေလေးတို့စီထမင်းလေးရတော့ကြက်ပါပြီပြီးရင်တော့မိမိစားသုံးမဲ့ပကံနဲ့ကိုပြောင်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အစောကကြော်ထားတဲ့မြေပဲဆန်ကြော်လေးကိုထည့်ပေးလိုက်ပါမယ်ကဲအခုဆိုရင်တော့လောရလွယ်ကူပြီးစားလို့အရန်ကောင်းတဲ့စီထမင်းလေးကတော့စားဖို့စနစ်ဖြစ်ပါပြီရှင်အကြိုက်ချင်းတူတွေအတွက်လိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်